ဟုတ်သမီးတို့ live မိုးတို့ live စပါပြီသမီးတို့တော့ဖြစ်တယ် live စလာပါပါပြီ မင်္ဂလာ Hello ပါမင်္ဂလာပါ Hello, We are Minglama. live welcome from our live မိုးတို့ရဲ့ live talk ကနေပြီးတော့ပြန်ကြိုဆိုလိုက်တယ်ဒီနေ့ကတော့မိုးတို့မောင်နှမ6ယောက်ပေါ့နော်ညီမလေးကတော့ကလေးမိကနေကတော့ဝင်လာမယ်ပေါ့နော်ကလေးနဲ့နည်းနည်း busy နေတာဖြစ်တဲ့အတွက်နောက်ကျမှာဖြစ်တယ်မိုးတို့ကအရင်ဆို live သွားနေကြမှာဖြစ်ပါတယ်ဒီနေ့မှာတော့မိုးတို့မေးခွန်း5ခုရှိတယ်ပေါ့နော်အထူးသဖြင့်လူတော်တော်များများကမေးလာခဲ့တဲ့မေးခွန်းလေးတွေပေါ့နော်ဒီအရာလေးတွေကsimple လေးတွေဖြစ်တယ်ရိုးရှင်းတဲ့မေးခွန်းလေးတွေဖြစ်ပေမဲ့နားလည်စေခြင်းတဲ့အတွက်ကြောင့်မလို့ထက်ခါ sharing လိုက်လုပ်ပေးခြင်း sharing ပြန်လုပ်ပေးခြင်းဖြစ်ပါတယ်လို့ဘာကြောင့်လဲဆိုတော့အခွင့်အရေးဆိုတာကစောင့်နေတဲ့သူတွေအခွင့်အရေးဆိုတာကလိုချင်တဲ့သူတွေစီကိုပဲလာတာဖြစ်တယ်ပေါ့နော်အဲ့တော့တေးကြတဲ့မိတ်ဆွေကဒီစီးပွားရေးရဲ့ကြော်ညာလေးတွေကိုတွေ့တယ်ဒီစီးပွားရေး page လေးတွေကိုတွေ့တယ်ဆိုတာကမိတ်ဆွေကဒီလိုအခွင့်အရေးကိုရှာနေတဲ့သူမို့လို့တွေ့တာဖြစ်တယ်ပေါ့နော်ဒီမှာရှိကြတဲ့သူတိုင်းကစီးပွားရေးမလုပ်ချင်မဲ့နဲ့ဒီဟာကြီးကိုတွေ့တဲ့လူတွေမရှိဘူးစီးပွားရေးမလုပ်ချင်မဲ့နဲ့ဒီစီးပွားရေးအကြောင်းကြီးကိုတွေ့တာလူတွေမရှိဘူးပေါ့နော်ဒီမှာရှိကြတဲ့လူတိုင်းကစီးပွားရေးအရန်လုပ်ချင်တဲ့အတွက်ကြောင့်မလို့ဒီလိုစီးပွားရေးအခွင့်အလမ်းကိုတွေ့ပြီးတော့အမိအရာလက်စုပ်လက်ကင်ယူလိုက်ကြတဲ့လူတွေပဲဖြစ်ပါတယ်လို့ဒါကြောင့်မလို့မိတ်ဆွေအနေနဲ့စီးပွားရေးလုပ်ချင်နေမှတေးကြတယ်ပြီးတဲ့အခါမှာဒီလိုအခွင့်အရေးကိုစောင့်နေမှမျှော်လင့်နေမှတေးကြပါတယ်ဒါကြောင့်မလို့ဒီအခွင့်အရေးကားကိုလာပြီးတော့ share လုပ်ပေးခြင်းဖြစ်တယ်ပထမဆုံးအနေနဲ့မို့တို့တွေအမ်မိကုန်းနေတွိုင်းနဲ့တခါတည်းမိတ်ဆက်မယ်ပေါ့နော်တယောက်ချင်းစီမိတ်ဆက်နေမယ်ဆိုမို့တို့if take the time အလော့ပေါ့နော်အချိန်အရန်စားသွားမှာဖြစ်တဲ့အတွက်မို့တို့ဒီနံပါတ်2မိကုန်းလေးပေါ့နော်အမတင်သိန်းကိုအရင်ဆုံးမေးခြင်းတယ်ပေါ့နော် full time အလုပ်တစ်ဖက်နဲ့အတူတူဒီ digital business ကအလုပ်ကင်လို့ရသလားပေါ့နော်အဲ့ဒီဟာလေးကိုအမတင်သိန်းကအရင်ဆုံး share လုပ်ပေးပါနော် Okay ba, cuma တ nama ခါတည်းမိတ်ဆက်ပေးပါနော်ကျေးဇူးတင်ပါ cuma တယ် cuma nama mate telo komare, Indianapolis ma mitazune atu tekwan ne thai bido bono, futai alo lele lote, aku suye di desete business lele be, dwe phebi lo ne de, mantataya le phipade ro. Aku pyore di futai alo le lo bido di desete business le wo, lo kaina achai ဘလို့အချိန်ယူပြီးတော့လှုပ်လဲပေါ့နော်ဆိုတော့အချိန်ရှိလာပေါ့ရှိတယ်ဘာဖြစ်လဲဆိုတော့ကျမကအခု full time အလုပ်နဲ့ပြန်တယ်အခုဆိုလို့ရှိရင်မိတ်ဆွေတို့နဲ့အချိန်ပေးပြီးတော့ကျမအာတက်လာပြီးတော့ပေါ့နော်ဒီ line လေးကိုလွှဲခြင်းဖြစ်တယ်ဘာဖြစ်ဆိုတာအချိန်ဆိုတော့ကျမတို့ကနေပြီးတော့ရွေးယူမှသာအချိန်ရရှိတယ်ပေါ့နော်ဖူထိုင်အလုပ်တစ်ဖက်နဲ့ဒီတက်ဆက်တဲ့ business လေးကိုဘယ်လိုလုပ်ကင်လဲဘယ်လိုအခြေယူပြီးတော့လုပ်လဲဆိုတော့ကျမမှာအလုပ်ကပြန်လို့ရှိရဲ့ကျမအဲ့ကိစ္စလေးကိုပထမအဆုံးကျမလုပ်တယ်လုပ်ပြီးလို့ရှိရဲ့ကျမရက်ကိုပိုင်စီပွားရေးလေးကိုကျမအချိန်တစ်နာရီမဟုတ်နှစ်နာရီအချိန်ပေးတယ်ပေါ့နော်ပေးပြီးတော့သင်ယူစရာရှိတဲ့ဟာလေးတွေကိုကျမသင်ယူတယ်လုပ်စရာရှိတဲ့ဟာလေးကိုကျမလုပ်တယ်အဲ့ဒီကြောင့်မလို့အခုကြည့်နေကြတဲ့ညီကိုမမတွေလည်းပဲပေါ့နော်အချိန်မရှိဘူးလို့ကိုယ့်ဟာကိုယ်သတ်မှတ်ထားမဲ့ဆိုလို့ရှိရဲ့အချိန်ကတော့ကျမတို့အတွက်ရှိလာမှာမဟုတ်ဘူးfull time အလုပ်တစ်ဖက်နဲ့ဒီ digital business လေးကိုလုပ်နေတဲ့မိခင်မှာလည်းပဲကျမလည်းပဲအချိန်မရှိဘူးဒါပေမဲ့ကျမယူနှုတ်ထားတဲ့အတွက်အချိန်လေးရရှိတယ်ပေါ့နော်ပြီးလို့ရှိရင်ဘယ်အချိန်မှာကိုကလုံနိုင်မလဲဘယ်အချိန်မှာကိုကလုံတဲ့တလဲဆိုတော့ကိုကကိုခွဲခတ်ပြီးတော့လုံဖို့တော့လိုအပ်တယ်စဉ်းစားပြီးတော့ပေါ့နော်မိခင်တော်တော်များများတော့အချိန်မရှိကြဘူးကျမလည်းအချိန်မရှိတဲ့မိခင်တယောက်ဖြစ်တယ်ပေါ့နော်ဒါပေမဲ့ဒီ digital business လေးကိုမိသားစုအတွက်ပြီးလို့ရှိရင်အနာဂတ်အတွက်နောက်လာမဲ့နေ့လေးအတွက်ပေါ့နော်ကြိုတင်ပြင်ဆင်ပြီးတော့လောက်ကင်နေတဲ့မိခင်တယောက်လည်းဖြစ်တယ်ပေါ့နော်ကိုမိသားစုမှာဘယ်လိုမျိုးနဲ့ကိုကနေပြီးတော့တစ်ဖက်တစ်လမ်းနေပြီးတော့ပေါ့နော်အဆင်ပြေလာမဲ့လမ်းလေးတွေပြီးလို့ရှိရင်ကိုမျော်လင့်ထားတဲ့အရာလေးတွေဘယ်လိုရယူမယ်ဆိုတဲ့အရာလေးတွေကအစပေါ့နော်ကိုဟာကိုစဉ်းစားဆုပ်ဖြတ်ဖို့လိုအပ်တယ်ပေါ့နော်ကိုကဒီအရာလေးကိုယူလိုက်ပြီပဲထားအောင်
ကိုယူကိုယူချင်းတဲ့မယူတတ်ဘူးဆိုရင်လည်းပဲပေါ့နော်ကျမတို့မှာဒီ light ထဲမှာရှိတဲ့အခုညီကိုမရောက်စီတိုင်းမှာရှိတဲ့ website လေးတွေထဲမှာနာမည်လေးနဲ့ Gmail လေးနဲ့ထည့်ပြီးတော့မေးလို့ရပါတယ်။အော်ညီမလေးရေအမရေငါတို့ကလှုပ်ချင်တယ်ဒါပေမဲ့ဘယ်လိုလှုပ်ရမှန်းမသိဘူးဆိုတဲ့အကြောင်းလေးတွေလည်းမေးလို့ရပါတယ်ပေါ့နော်။ကျမဥပမာလေးတစ်ခုပြောပြချင်တယ်။ကျန်းစာထဲမှာလည်းပါတယ်ပေါ့နော်။အမျိုးသမီးကတို့သမီး10ယောက်9ယောက်ကတော့မိခွေလည်း10ယောက်လောမိခွေပါတယ်9ယောက်ကတော့မိခွေလည်းပါတယ်ဒါပေမဲ့နောက်9ယောက်လည်းကြတော့စီမပါဘူးအဲ့ဒါဘာဖြစ်လို့လဲဆိုတာသူတို့ကြိုတင်ပြင်ဆင်မှုမရှိလို့ပေါ့နော်အဲ့ဒီကြောင့်မလို့အခုကျမတို့လုပ်နေတဲ့ဒီ digital business လေးဆိုလို့ရှိရင်လည်းပဲပေါ့နော်ကိုကနေပြီးတော့စိတ်ဆုပ်ဖြတ်ဖို့လိုအပ်တယ်ကိုစတင်မှသာကိုရမှာဖြစ်တယ်ပေါ့နော်အဲ့ဒီကြောင့်မလို့အခုဒီ live လေးမှာကြည်နေကြတဲ့ညီကိုမရောက်စီတိုင်းမိခင်တိုင်းကိုပေါ့နော်ကိုကနေပြီးတော့အချိန်မရှိဘူးငါမလုံနိုင်ဘူးဆိုတဲ့အတွေ့အခေါ်လေးတွေမတွေးပဲနဲ့ပေါ့နော်ခုနကဘယ်လိုပြောမလဲဒီအမျိုးသမီး10ယောက်ပုံစံမျိုးနဲ့ပေါ့နော်မိခွေလည်းရှိတယ်စီလည်းရှိတယ်အဲ့ဒီလိုမိခင်မျိုးချစ်စေချင်တယ်ပေါ့နော်ကျမအနေနဲ့ကျေးဇူးအများကြီးတင်ပါတယ်ရှင် ကဲပါကျေးဇူးများကြီးတင်တယ်ဟုတ်တယ်မိုးတို့တွေအာဘယ်လိုမျိုးမိုးတို့အချိန်ကိုအသုံးချလဲဆိုတဲ့အပေါ်မှာမူတည်ပြီးတော့မိုးတို့တွေကအောင်မြင်ကြတာဖြစ်တယ်အောင်မြင်ခြင်းရှုံးနိမ့်ခြင်းဆိုတာကမိုးတို့အချိန်ကိုဘယ်လိုမျိုးအသုံးပြုတယ်လဲအသုံးချလဲဆိုတဲ့အပေါ်မှာပဲအများကြီးတက်ရောက်မှုရှိတာဖြစ်တယ်ပေါ့နော်ဒါကြောင့်မလို့မိုးတို့အချိန်ကိုဘယ်လိုပြောမလဲဆိုလို့ရှိရင် wisely ပေါ့နော်ဘယ်လိုပြောမလဲဉာဏ်ပညာရှိစွာနဲ့အသုံးချတတ်ဖို့အတွက်အရန်ကိုအရေးကြီးတာဖြစ်ပါတယ်မို့တို့ဉာဏ်ပညာရှိစွာနဲ့အချိန်ကိုအသုံးချပြီးတော့အောင်မြင်ကြရအောင်လူတိုင်းမှာ24နာရီရှိတယ်ပေါ့နော်အဲ့ဒီ24နာရီကိုဘယ်လိုမျိုး schedule လေးတွေလုပ်ပြီးတော့အသုံးပြုရမလဲပေါ့နော်အဲ့ဒီအရာကအရန်ကိုအရေးကြီးတာဖြစ်တယ်ဒါကြောင့်မလို့ကိုယ့်ရဲ့အနာဂတ်ကိုကြိုတင်ပြင်ဆင်ခြင်းတဲ့အနေနဲ့အချိန်ကိုတန်ဖိုးရှိစွာအသုံးချပြီးတော့ဖူးထိုင်အလုပ်တစ်ဖက်နဲ့အတူဒီစီပွားရေးကိုစတင်လို့ရတယ်ဆိုတဲ့အကြောင်းလေးကို share လုပ်ပေးခြင်းနဲ့အခုဒုတိယနောက်မေခွန်းလေးတစ်ခုပေါ့နော်ညီမလေးစုစန္နာကိုအချိန်ပေးခြင်းပါတယ်လို့digital business မှာဆိုရင်ဘာတွေလောက်ကင်ရတာလဲပေါ့နော်အဲ့ဒီအရာလေးကို share လုပ်ပေးရင်လည်းတခါတည်းပဲမိတ်ဆက်ခြင်းမှာလုပ်ပေးသွားပါနော်ကျေးဇူးတင်ပါတယ်hello မင်္ဂလာပါကျမနာမည်ဆူစနာငွေဖြစ်ပါတယ်ပေါ့နော်အခုလေးရှိ US မှာနေထိုင်ပြီးမှ digital business ကိုလုပ်ကိုင်နေတဲ့မန်ထတဲ့ရောက်ဖြစ်ပါတယ်ဟုတ်ကဲ့အခုနဗာလေမေခွန်းကိုကျမပြောမိဆိုရင်တော့ကျမတို့ဘာတွေလောက်တာလဲဆိုရင်တော့ကျမတို့နေ့စဉ်နေ့တိုင်းမှာပေါ့နော်ကျမတို့ဗာလေကျမတို့ page မှာပေါ့နော်daily life မှာကျမတို့တခုခုကျမဗာလေစီးပွားရေးအကြောင်းတွေကိုကျမတို့ sharing လောက်တာပေါ့နော်ပြီးရင်ပြင်ဒီစီပွားရေးကိုဘာတွေလောက်တာလဲဆိုတဲ့ဟာကိုကျမတို့ကူညီပေးတာပေါ့နော်ဒီစီပွားရေးကိုလောက်ကင်ချင်တဲ့သူတွေကိုကျမတို့စီကနေကူညီပေးတာတစင်ပြီးမှမန်တာအနေနဲ့သူတို့ကိုလမ်းညုံပြီးမှကျမတို့ကူညီပေးသွားတာဖြစ်တယ်ပေါ့နော်ပြီးနီးပညာဒီစီပွားရေးမှာဆိုရင်နီးပညာတွေအရန်လိုအပ်တာလားဆိုရင်တော့ကျမဒီစီပွားရေးကိုစတင်တော့ကဆိုရင်နီးပညာအရန်တက်ကြွလို့ဒီစီပွားရေးကိုစတင်ခဲ့တာမဟုတ်ဘဲနဲ့ကျမနီးပညာတွေတက်ချင်လို့ဒီစီပွားရေးကိုစတင်ခဲ့တာဖြစ်တယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုရင်ဒီစီပွားရေးမှာဆိုရင်ကျမတို့ training ကြီးရှိတာဖြစ်တယ်ပြီးကျမတို့ကိုကူညီပေးမဲ့ mentor နဲ့ coach လေးရှိတာဖြစ်တဲ့အတွက်ကျမတို့မတိနားမလေတာတွေကိုသူတို့တွေစီကနေအများကြီးကိုကူညီပေးထားတာဖြစ်တယ်ပေါ့နော်ပြီးရင်ကျမတို့မှာ training ကြီးရှိတယ်အဲ training ကြီးမှာဆိုရင်ကျမတို့ website တွေဘယ်လိုလုပ်ရမလဲပြီးရင် page တွေဘယ်လိုထောင်ရမလဲပြီးရင် AI နဲ့အလောက်ဘယ်လိုအလောက်လောက်ရမလဲပေါ့နော်ပြီးရင်ဗာလေကြောင်ရလောက်ရတဲ့အချိန်မှာကျမတို့ဘာတွေကိုအတုံးပြောရမလဲတုံးရမဲ့ထူးတွေပေါ့နော်အဲအရာတွေကိုမှန်သမျှကိုအဲ training ကြီးထဲမှာရှိတာဖြစ်တယ်ပြီးရင် system နဲ့အလောက်ဘယ်လိုလောက်ရမလဲပေါ့နော်အဲ့ဒါတွေကိုလေ training ထဲမှာအကုန်လုံးရှိတာဖြစ်တဲ့အတွက်ကျမတို့ဗာလေအရင်လွယ်ကူတာပေါ့နော်လောက်ရတာလေလွယ်ကူသလိုပင်နိပညာတွေအရင်တက်ကြွဖူးလေမလို့သလိုအရင်တက်ဖူးလေမလို့ပါဘူးဒီကနေအကုန်လုံးကိုတင်ယူလဲလာလို့ရတယ်ပြီးရင်ကျမတို့ကိုglobal နဲ့လောက်ရတာဖြစ်တဲ့အတွက်အဲ့ကနေအကုန်လုံးကိုကျမတို့ကိုကူညီပေးထားတာဖြစ်တယ်ပြီးမြန်မာ community ပြင်ရှိတာဖြစ်တဲ့အတွက်ကျမလူမျိုးအင်္ဂလိပ်အားနေတဲ့သူတွေအတွက်လည်းအရင်တင်တော်တယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုရင်ကျမတို့မြန်မာ
မြန်မာ community ရှိတာဖြစ်တဲ့အတွက်ကျမတို့ coach တွေစီကနေတပတ်မှာတစ်ခါအမြဲတမ်းသူတို့ကတင်ပေးထားတာဖြစ်တယ်ပြီးရင်အဲ့ training ကြီးမှာဆိုရင် daily drop အမြဲတမ်းကိုကျမတို့တင်ယူလက်လာရတယ်ပေါ့နော်နေ့တိုင်းမှာတင်ယူခွင့်ရှိတယ်ပြီးရင်ဗာလေတပတ်မှာတစ်ခါ mastermind ကိုလေ millionaire mastermind ကိုကျမတို့တက်ခွင့်လေးရမှာဖြစ်တယ်ပေါ့နော်ပြီးအရင်ကိုကောင်းဝင်တဲ့ဒီမှာ train တွေရှိတာဖြစ်တဲ့အတွက်အဲ့ train တွေစီကနေကျမတို့မတိနားမလေတာပေါ့နော်တယောက်ယောက်စီကနေအဲ့ကူငီပေးပါအောင်ဘယ်လိုလောက်ရတာလဲအဲ့လိုမျိုး AI မတိတာတွေတခုခုရှိပြီဆိုရင်တယောက်နဲ့တယောက်မျှဝေပြီးမှတင်ပေးနေတာဖြစ်တယ်ပေါ့နော်အဲ့လိုမျိုးနဲ့ကူငီဖဲမှပြီးမှအလောက်လောက်တာဖြစ်တဲ့အတွက်ကျမတို့ကိုပိုင်စီးပွားရေးဆိုပေမဲ့ကျမတို့တယောက်ထဲနေလောက်တာမဟုတ်ပါဘူးteam တွေနဲ့အတူတူသွားတာဖြစ်တဲ့အတွက်ဒီစီးပွားရေးမှာဆိုရင်ကျမတို့အောင်မြင်ဖို့အများကြီးchance တွေပိုများတယ်ပေါ့နော်ကိုပိုင်စီးပွားရေးဆိုပေမဲ့တယောက်ထဲသွားရတာမဟုတ်ဘူးတယောက်နဲ့တယောက်ကူညီဖဲမှပြီးမှသွားရတဲ့အလုပ်ဖြစ်တယ်ပြီးရင်ဒီအလုပ်မှာဆိုရင်မလုပ်တတ်မှာကိုလုံးဝဆွေးရင်ဆရာမလို့ပဲနဲ့ကျမတို့ဒီမှာရှိတဲ့ mentor တွေအနေနဲ့ miss တွေကိုကူညီပေးပြီးမှကျမတို့ဆွေးခေါ်ပေးမှာဖြစ်တယ်ဆိုတဲ့ဟာကိုကျမဗာလေနှုတ်ဆောင်အနေနဲ့ပြောချင်ပါတယ်ဟုတ်ကဲ့ကျေးဇူးပါ Thank you ပါမိမလေးရေအရန်စူးစားတယ်တော်ချီစုများချစ်တင်နဲ့အမြတ်ဆုံးအောင်မြင်ခြင်းစီကိုသွားနေပြီဖြစ်တဲ့အတွက်အလိုချင်တဲ့ပန်းတိုင်းတွေရောက်လာတော့မှာဖြစ်ပါတယ်လို့ဟုတ်တယ်ညီမလေးပြောသွားတယ်လို့ပဲပေါ့နော်မိုးရဲစီပွားရေးမှာဆိုရင်ဈေးတွေရောင်းဖို့ဆရာမလိုဘူးလူတွေခေါ်ဆရာမလိုဘူးပေါ့နော်အဓိကအနေနဲ့တော့ PIA ဆိုပြီးတော့ပေါ့နော်ဗာလဲဆိုလို့ရှိရင်ဒီစီပွားရေးကိုစတင်ခြင်းတဲ့သူတွေဒီလိုမျိုးအခွင့်အရေးကို sharing လုပ်ပေးရတာဖြစ်တယ်ပေါ့နော် marketing လုပ်ပေးတာဖြစ်တယ်marketing လုပ်တာနဲ့ဈေးရောင်းတာနဲ့ကလုံးဝကွာခြားတာဖြစ်တယ်ပေါ့နော်ပြီးတဲ့အခါမှာ mentorship လုပ်ပေးတယ်ပေါ့နော်ညီမလေးပြောတယ်လို့ပဲကူညီပေးတယ်ဘယ်လိုပြောမလဲတယောက်တည်းမသွားရဘူးလုံးလီးသွားရတာမဟုတ်ဘဲနဲ့ကိုနဲ့အတူတူကိုကူညီပေးတဲ့ team တွေရှိတာ coach တွေ mentor တွေရှိတာဖြစ်တယ်ပေါ့နော် mentorship လုပ်ပေးရတာဖြစ်တယ်ပြီးတဲ့အခါမှာမို့တို့ကိုရဲ့ခရီးကိုရဲ့ပန်တာကိုရဲ့ wine ပေါ့နော်ကိုဘာကြောင့်အောင်မြင်ခြင်းလဲဆိုတဲ့အရာလေးတွေပေါ့နော်အဓိကအနေနဲ့ဆိုမို့တို့ဆိုတာအိမ်မှာနေခြင်းနဲ့ကလေးနဲ့တူတူနေခြင်းနဲ့ပေါ့နော်ဒီလိုမျိုးကိုရဲ့ wine လေးတွေကိုရှာဖွေပြီးတော့ကိုလိုချင်တဲ့ပန်တိုင်အတွက်ကြိုးစားမှုတွေကိုလှုပ်ဆောင်ရတာပဲဖြစ်ပါတယ်လို့ကျေးဇူးများကြီးတင်တယ်ဒါဆိုရင်တော့ဘာတွေလုပ်ကိုင်ရမလဲဆိုတဲ့ဟာလေးတွေကိုပြောပြီးသွားပြီပေါ့နော်အဲ့တော့ဘာတွေလုပ်ကိုင်ရမလဲဆိုတာကိုပြောပြီးသွားပြီဆိုရင် register ဘယ်လိုလုပ်ရမလဲပေါ့နော်ဒီစီးပွားရေးကိုစိတ်ဝင်စားတဲ့လေ့လာခြင်းနဲ့ဆိုရင်ဘယ်လိုမျိုး register လုပ်ရမလဲဆိုတာလေးကိုလည်းအမမွေးဖြူကနေပြီးတော့ share လုပ်ပေးပါအောင်နော် ဟုတ်ကဲ့ပါဘာလို့ကျမနာမည်ကတော့မွေးဖြူလို့ဖြစ်ကျွန်မနာမည်ကတော့မွေးဖြူလို့ခေါ်တယ်ရန်ကုန်မှာမိသားစုနဲ့တူတူနေထိုင်ပြီးတော့ပေါ့နော်ဒီ online digital business ကိုလုပ်ကိုင်နေတဲ့အိမ်နေမိခင်တရားဖြစ်တယ်ကျမကတော့ပေါ့နော်အိန္ဒိယနေပြီးတော့ကိုမိသားစုကိုပြုစုဆောက်ရှောက်ရင်းနဲ့ဒီစီပွားရေးကိုလုပ်ကိုင်နေတဲ့တရားဖြစ်ပါတယ်လို့ကျမတို့ဒီပေါ့နော်ဒီစီပွားရေးကိုစတင်ခြင်းနဲ့လုပ်ကိုင်ခြင်းနဲ့ဘယ်လိုလုပ်ရမလဲပေါ့နော်ပထမဆုံးအနေနဲ့ဆိုလို့ရှိရင်ကျမတို့ဒီစီပွားရေးကိုတွေ့ရှိခဲ့ပြီးမိတ်ဆွေအနေနဲ့တွေ့ရှိခဲ့ပြီးဒီစီပွားရေးကိုဘယ်လိုစတင်ရမလဲမသိဘူးဆိုလို့ရှိရင်မိတ်ဆွေရဲ့နာမည်နဲ့ email လေးကိုပေါ့နော်ကျမတို့ဒီ website တွေမှာမိတ်ဆွေတွေ့ရှိခဲ့တဲ့ website ကိုစီရှိကြတယ်အဲ့ website မှာနာမည်နဲ့ email လေးကိုရေးပြီးတော့register လုပ်ပြီးတော့ဝင်ရောက်ပြီးတော့အလုပ်ကြောင်းတွေကိုလေ့လာလို့ရပါတယ်အဲ့ဒီမှာအလုပ်ကြောင်းကဒီထဲမှာဆိုလို့ရှိရင်ကျမတို့လုပ်ကိုင်နေတဲ့လုပ်ကြောင်းတွေရဲ့ workshop လေးတွေရှိတယ်ဝေမနာလေးတွေရှိတယ်အောင်မြင်ပြီးသားလူတွေမျှဝေပေးထားတဲ့ဝေမနာလေးတွေရှိတဲ့ဒါတွေကိုကြည့်ရှုပေးရမှာဖြစ်ပါတယ်ကြည့်ရှုပေးပြီးတော့မှတခါပေါ့နော်နောက်တစ်ဆင့်ဒီဝေမနာလေးတွေကြည့်ရှုပေးရင်ဘာရမလဲနောက်တစ်ဆင့်ဘယ်လိုတွေသွားရမလဲဆိုလို့ရှိရင်မိတ်ဆွေတို့ပေါ့နော်ကျမတို့ဒီ register လုပ်ထားတဲ့လူရဲ့ link ရဲ့အောက်မှာရှိရပေါ့နော်နောက်တစ်ဆင့်တက်လှမ်းနိုင်တဲ့ဒေါ်လာဝန်ပို့နိုင်သွင်းပြီးတော့နောက်တစ်ဆင့်တက်လှမ်းလို့ရတယ်ရှိအဆင့်ရှိတယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင်လည်းအစ်တို့အနေနဲ့ဒေါ်လာဝန်ပို့နိုင်ရကြတော့ဆုံးရှုံးသွားတာမဟုတ်ဘဲနဲ့မိတ်တို့ရှစ်တိုးနောက်ဆုတ်ပြုလို့ရတဲ့အဆင့်ဖြစ်ပါတယ်လို့ဒီမှာလည်းဒီအဆင့်မှာလည်းရွေးချယ်လို့ရတယ်ဒီရွေးချယ်လို့ရတဲ့အဆင့်ဖြစ်တဲ့ဒီဒေါ်လာဝန်ပို့နိုင်ကိုဘောနော်မိတ်ဆွေတို့အနေနဲ့တွင်းကြည့်ရှင်အပြင်ကျမတို့ရဲ့ဒီလို့အကြောင်းလေးတွေကိုပုံမူပြီးတော့တိတိကျကျနဲ့သိရှိရမှာဖြစ်ပါတယ်အရင်ဆုံးမိတ်ဆွေအနေနဲ့စတင်ပြီးတော့လုပ်ကိုင်ရမှာစတင်ရမှာဆိုလို့ရှိရင်တော့ပထမဆုံးနာမည် email လေးကိုregister လုပ်ပြီးတော့ကျမတို့ရဲ့ဝေမနာကိုအရင်ဆုံး
လေ့လာကြည့်ရှုပေးရမှာဖြစ်ပါတယ်တစ်ခေါက်နဲ့နားမလည်ရင်နားလေတဲ့အထိကြည့်ပေးပါလို့နောက်ပြီးလို့ရှိရင်ကျမတို့ကို register လုပ်ထားတဲ့ meta ရှိမှလည်းတွားရောက်ပြီးတော့ကျမတို့ကိုမြန်မာလိုလေးတွေဘာသာပြန်ပေးဖို့မြန်မာလိုဘာသာပြန်ထားတဲ့အလုပ်ကြောင်းလေးတွေကိုဘောနော်ပေးဖို့အတွက်ကိုဆက်သွယ်လို့ရပါတယ်လို့message ကနေပြီးတော့ဆက်သွယ်ပြီးတော့မြင်မြန်လို့ရပါတယ်လို့ဒါကကျမတို့ဒီအလုပ်အကြောင်းလေးတွေကိုကိုကတကယ်လေးလာခြင်းနဲ့သိခြင်းနဲ့နားလည်ခြင်းနဲ့ဒီကျမတို့အခွင့်အရေးတွေကိုလိုချင်တဲ့ဘာတွေလုပ်ရတာလဲဘယ်လိုတွေစတင်ရမလဲဆိုတော့သိချင်တဲ့လူတွေအနေနဲ့ဆိုလို့ရှိရင်တော့ step by step တစ်ဆင့်ပြီးတစ်ဆင့်သွားလို့ရပါတယ်လို့ဒီထဲမှာမိတ်ဆွေတို့လုပ်ချင်တဲ့ကိုယ်နဲ့ကိတ်ညီမှုရှိရဆိုလို့ရှိရင်တစ်ဆင့်ချင်းဘောနော်ကို register လုပ်ထားတဲ့လူတွေရဲ့ဆက်သွယ်ပြီးတော့လူတွေနဲ့ဆက်သွယ်ပြီးတော့နော်တစ်ဆင့်ချင်းသွားပါလို့အရင်ဆုံးအနေနဲ့ကတော့register လုပ်ပြီးပြီဆိုလို့ရှိရင်ကျမတို့ဒီအလုပ်သေးမှာဆွေးနွေးထားတဲ့အလုပ် workshop အလုပ်ရုံဆွေးနွေးပွဲလေးတွေကို video file လေးတွေရှိပါတယ်ဒီ video လေးတွေကိုအရင်ဆုံးတည်တည်ချာချာကြည့်ပေးပါလို့အရင်ဆုံးကျမအနေနဲ့ပြောချင်ပါတယ်ဒါကတော့အရေးကြီးတဲ့အချက်လေးဖြစ်တဲ့စတင်ရမယ့်ခြေလင်းရဲ့တွက်ချက်လေးဖြစ်တဲ့အရန်ကိုအရေးကြီးတဲ့အချက်ပြောလို့ဒီနေရာကနေပြီးတော့စတင်ပါလို့ဒီအနေပြီးတော့ဒီ video file လေးတွေကိုကြည့်ရှုခြင်းအပြင်စတင်မှုကိုလည်လာခဲ့ပါလို့ step by step ပေါ့နော်ကိုနဲ့တင်တော်တဲ့ကျမစတင်မဲ့လောက်ကင်ခြင်းနဲ့ဆိုလို့ရှိရင်စင်ပြီးတစ်စင်လေ့လာပြီးတော့လေ့လာခြင်းကိုယ်တိုင်ကသိချင်နားလေ့လာပါတာလေးနဲ့ကိုပြီးတော့လောက်ကင်လို့ကောင်းတဲ့ကိုဘယ်အခွင့်အရေးတွေရနိုင်တဲ့ဘယ်လိုတွေစတင်ရမယ်ဆိုတာကိုပို့ပြီးနားလည်နိုင်မှာဖြစ်ပါတယ်လို့ဒါကြောင့်မို့လို့ဒီဝေမနာလေးတွေကိုဗီဒီယိုဖိုင်လေးတွေကိုကြည့်ရှုခြင်းအသေးစိတ်တည်တည်ချာချာလေးလာကြည့်ရှုခြင်းအပြင်စတင်ခဲ့ပါလို့ဒီမှာဒီကနေဖိတ်ခေါ်ချင်ပါတယ်ဒီကျမတို့တွေကအကုန်လုံးကဒီအခုရှိနေကြတဲ့အခုလက်တို့ပြောနေကြဆိုတဲ့အကုန်လုံးလည်းဒီ register လုပ်ခြင်းကနေပြီးတော့စတင်ခဲ့ကြတာဖြစ်ပါတယ်ကိုယ့်ရဲ့အခွင့်အလမ်းကိုနဲ့ကိန်းကြီးနဲ့တဲ့လောက်ကင်ဖြစ်တဲ့ကျမတို့ဆိုလို့ရှိရင်အင်ကနေပြီးတော့ကျမတို့သားသမီးတွေကိုပြုစုစောင့်ရှောက်ရင်းနဲ့ဘောနော်ကိုယ့်ရဲ့အချိန်လေးတွေကိုမင်ခင်တိုင်းပေါ့နော်အလုပ်တွေကတော့များကြတယ်အိမ်နေမင်ခင်တရားအနေနဲ့ဆိုလို့ရှိရင်ဒါစားမရတဲ့အလုပ်သမားတရားဖြစ်တယ်အဲ့လိုဆိုအလုပ်ပို့အလုပ်အကြောင်းတွေကိုပြကြရမရှိပေနဲ့အလုပ်ကိုများတဲ့လူဖြစ်တယ်ဗောနော်အလုပ်လုပ်နေတဲ့တချို့အခုနားပြောသွားတယ်မတင်နေလို့ဆိုလေအလုပ်တစ်ဖက်အမှုတာဝန်တစ်ဖက်တင်နဲ့လုပ်ခိုင်းကြတယ်ဒါလည်းအရင် busy တဲ့လူဖြစ်သွားပြီเนาะဒါမဲ့လေကိုယ့်ဘဝအတွက်ကိုယ့်အနာဂတ်အတွက်ကိုယ့်နောင်ရဲ့အတွက်ပေါ့เนาะအချိန်လွတ်လပ်မှုရှိတဲ့ဒီ business ကအချိန်လွတ်လပ်မှုရှိတဲ့ကိုယ့်ရဲ့ကိုယ်ပိုင်အချိန်စရာကိုယ်ပိုင် schedule လေးနဲ့ကိုလုပ်ကိုင်လို့ရတယ်ကိုယ့်ရဲ့အချိန်လေးကိုနေငယ်ပေးပြီးတော့တစ်နာရီနှစ်နာရီပေါ့เนาะဒီလုံးဝကိုဒီလိုလေးတို့ပြောတဲ့အချိန်တစ်နာရီကိုမှတည်ယူလေးလာဝင်ပေးမဲ့အချိန်တစ်နာရီနှစ်နာရီဒါမျိုးလေးတွေကိုရတဲ့အချိန်လေးတွေကိုဖေးပြီးတော့မျှဝေသုံးစွဲရင်းနဲ့ကိုအနာဂတ်အတွက်ကိုတည်ဆောက်တော့ကြတာဖြစ်ပါတယ်လို့ဒါကြောင့်ဒီလိုမျိုးအခွင့်အရေးလေးတွေကိုလိုချင်တဲ့အနာဂတ်အတွက်ပြောင်းလဲခြင်းနဲ့တည်ဆောက်ခြင်းနဲ့ဆိုရင်တော့ကျမတို့ website ကနေပြီးတော့နာမည် email လေးထည့်ပြီးတော့ကိုနှစ်သက်ရ website ကနေပြီးတော့နာမည် email လေးထည့်ပြီးတော့ register လုပ်ခြင်းအပြင်လေ့လာနိုင်ပါတယ်ဝင်ရောက်ခဲ့ပါစတင်ခဲ့ပါလို့စတင်လို့ရပါတယ်လို့ service စတင်ရင်းနဲ့အောင်မြင်မှုစီတွားကြရအောင်လို့တရားနေဖိတ်ခေါ်ချင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်အဲ့တော့ဒီစီးပွားရေးကိုသဘောကျတယ်ကြိုက်နေတဲ့တဲ့ဘယ်လိုမျိုးလေ့လာရမလဲဆိုတာပေါ့နော်လေ့လာခြင်းတဲ့သူတွေအတွက်ကတော့ဒါလေ့လာရမယ့်ပုံအဆင့်ဆင့်ကိုပြောပြပေးသွားတာဖြစ်တယ်ပေါ့နော်ဒီ register အဆင့်ကအခမဲ့ဖြစ်တယ်အဲ့အတွက်ကြောင့်မလို့အခမဲ့ဝင်ပြီးတော့လေ့လာပါမို့တို့ရဲ့အားနည်းချက်ကဘာလဲဆိုလို့ရှိရင်ကိုတစ်ခုခုကိုတေးသေးချာချာမဖတ်ဘူးတေးသေးချာချာမကြည့်ဘူးတေးသေးချာချာမလေ့လာတဲ့အရာကမိုးတို့ရဲ့အားနည်းချက်တွေဖြစ်တယ်ပေါ့နော်အဲ့ဒီအရာကလည်းမိုးတို့ကိုအများကြီးဆုံးရှုံးစေတဲ့အရာဖြစ်တယ်ပေါ့နော်အဲ့ဒီဆရာတယောက်ပြောဘူးတာဆိုလို့ရှိရင်ဒါကိုသူကတော့ဟိုမလေးရှားဘက်ကနေပေါ့နော်ထိုင်းမြန်မာပြည်ကနေထိုင်းကိုရောက်လာတယ်ထိုင်းကိုရောက်တဲ့အချိန်မှာဆိုရင်စပြီးတော့
ဟိုထိုင်းစကားတွေမတင်မနဲ့ဝီဝါနေခဏတည်းမဖြစ်တော့ထိုင်းစကားတင်ရမယ်ဆိုထိုင်းစကားကြီးစတင်ထိုင်းစကားတင်ပြီးတဲ့အခါကျထိုင်းစကားနည်းနည်းပါရကန်နီးလေးရောက်ကောနိုင်ငံခြားသွားတော့မယ်နိုင်ငံခြားသွားတော့ဆိုနိုင်ငံခြားကိုပြန်ရောက်လာနိုင်ငံခြားပြန်ရောက်လာတော့ဒီရောက်တော့လဲတော်ယုံနဲ့ဟိုစကားတွေကမတင်ပါမတင်ပြီးတော့မဖြစ်တော့ဘူးနောက်ဆုံးပိတ်လုံးဝမရတော့ဘူးဆိုမှပြန်တင်အစကနေပြန်လို့ဘာလဲဆိုရင်တခါကြားလို့ရှိရင်သူများ email ပို့နေတာ agree အကော agree လိုက်ပြီးတော့ငါဘာမှမတီးလိုက်ရပါဘူးဆိုတာမျိုးပေါ့နော်အဲ့ဒါမျိုးဖြစ်တတ်တာဖြစ်တယ်ပေါ့နော်အဲ့ဒါကဘာလဲဆိုရင်တေချာချာဘယ်လိုပြောမလဲဆိုရင်ဂယုတဆိုင်မကြည့်တဲ့အတွက်မလေ့လာတဲ့အတွက်ကြောင့်မလို့ဖြစ်တယ်ပေါ့နော်အဲ့ဒီအရာကမို့တို့ကိုအများကြီးဆုံးရှုံးစေတဲ့အရာဖြစ်တယ်ပေါ့နော်အဲ့တော့ဒီစီးပွားရေးကိုလည်းအဲ့လိုမျိုးပဲမို့ဆိုရင်ဒီစီးပွားရေးကိုတွေးကစားတော့ဆိုရင်ကြိုက်တယ်သဘောကျတယ်ကြောက်လဲကြောက်တယ်အဲ့တော့ဘာလုပ်လဲဆိုရင်မို့ရခုတ်စီရပေါ့နော် pace အစအဆုံးဝင်နောက်တယ်ပြီးတဲ့အခါမှာတပတ်2ကြိမ်လာတဲ့ webinar ကိုပုံမှန်ကြည့်တယ် live မှာလည်းသွားကြည့်တယ်ပြီးတဲ့အခါမှာ live ပြီးသွားလို့ရှင်လဲ email လေးတွေပို့ပေးတယ်ပေါ့နော်အဲ့ဒီဟာလေးတွေကိုလည်းသွားကြည့်တယ်ဘာလို့လဲဆိုတော့ကိုကအင်္ဂလိပ်လိုလည်းအဲ့လောက်အများကြီးမရဘူးပြီးတဲ့အခါမှာကိုကလည်းဒါ scam လားဆိုတာကြောက်တာဖြစ်တဲ့အတွက်ကြောင့်မလို့ပေါ့နော်အားတယ်ဆိုလို့ရှင်ဘာလုပ်လဲဆိုရင်အဲ့ဒီမှာပဲသွားကြည့်တာပေါ့နော်အဲ့ဒီချိန်ကဖြစ်ချင်တော့အလုပ်လည်းမရှိသေးအိမ်မှာပဲနေရတဲ့ချိန်ဆိုတော့အဲ့ဒီဟာပဲသွားကြည့်တယ်ပြီးတဲ့အခါမှာစတင်လိုက်တဲ့အခါကျတော့ဘယ်လိုပြောမလဲဆိုရင်စတင်လိုက်ခြင်းကအရန်ကိုကောင်းသွားတာဖြစ်တယ်ပေါ့နော်စတင်ခဲ့တဲ့အတွက်ကြောင့်မလို့မို့ဆိုရင်အခုငွေကြေးလဲရတယ်ငွေကြေးနဲ့လဲလို့မရတဲ့အရာတွေလည်းမြောက်များစွာရရှိခံစားနေရဖြစ်တယ်အဲ့တော့စတင်ဖို့အတွက်အရန်ကိုအရေးကြီးပါတယ်တချို့ကဘာလဲဆိုတော့လေ့လာတယ်ကြည့်တယ်ဘာလဲဆို action ပါမလားဟုတ်ပေါ့နော် action ပါမလားငါလုပ်နိုင်ပါမလားငါလုပ်တတ်ပါမလားငါလုပ်လို့ရပါမလားဆိုတော့ကိုစိုးရိမ်တာ overwhelming အရန်ဖြစ်တယ် overthinking အရန်ဖြစ်တဲ့အခါမှာဘာဖြစ်လာလဲဆိုရင်ဟိုမတို့ knowledge တွေသိထားတဲ့အရာတွေကလက်တွေ့အလုံးမလုပ်တဲ့အခါမှာ disappear ဖြစ်သွားတယ်ပေါ့နော်ပျောက်သွားတယ်ဘာမှအကျိုးကျေးဇူးတွေမရှိဘူးဖြစ်သွားတယ်ပေါ့နော်အဲကြောင့်မလို့ဒီစီးပွားရေးကိုလုပ်နိုင်ပါမလားလုပ်လို့ရပါမလားလုပ်လို့တတ်ပါမလားငါအတွက်ကောဖြစ်ပါမလားဆိုပြီးတော့ထိုင်ဆောင်နေတဲ့သူတွေအတွက်ဆိုရင်ဦးလေးဝင်းလိုက်ကနေပြီးတော့အကြံဉာဏ်လေးပေးပါအောင်လို့ပြီးတဲ့အခါမှာမိတ်ဆက်ခြင်းနဲ့ပါတခါတည်းပေါ့နော်ဒီစီးပွားရေးကဘယ်လိုမျိုးsimple ဖြစ်တာလဲပြီးလို့ရှိရင်ဘယ်လိုလူတွေအတွက်လဲပေါ့နော်ကြောက်နေတဲ့သူတွေအတွက်လုပ်လို့ရနိုင်မလားဆိုတာလေးကို sharing လေးလုပ်ပေးပါလို့ ဟုတ်ကဲ့ကျွန်တော်ကတော့ဝင်လိုက်လို့ခေါ်ပါတယ်အခုလက်ရှိကနေဒါနိုင်ငံ Saskatchewan Prince Albert မှာနေထိုင်နေပါတယ်အခုကျွန်တော် full time လုပ်ရင်းနဲ့ digital online business ကိုစတင်လုပ်ကိုင်နေပါတယ်အခုကျွန်တော်ခုကြည့်နေတဲ့မိတ်ဆွေတွေအတွက်ကျွန်တော် share ပေးချင်တာကတော့ဒီလုပ်ငန်းကိုငါစတင်နိုင်ပါမလားဟုတ်လားဒီလုပ်ငန်းကိုငါစတင်နိုင်ပါမလားအတွေ့အကြုံမရှိဘူးမတတ်ဘူးဖြစ်နိုင်ပါမလားအဲ့လိုမျိုးအတွေ့ရှိတဲ့လူတွေအတွက်ပေါ့နော်ကျွန်တော်ကိုယ်တိုင်လည်းဒီလိုအတွေ့အမျိုးရှိခဲ့တယ်ပေါ့ပထမဆုံးဒါပေမဲ့ဆုံးဖြတ်ချက်ခိုင်မာခြိုက်တော့စတင်ခဲ့တာပါဒီလုပ်ငန်းကိုငါလုပ်လို့စတင်လို့ရပါမလားလို့တွေးနေမဲ့စားအခုစတင်လိုက်ဖို့အကြံပြုချင်တယ်ပေါ့နော်ကျွန်တော်ကိုယ်တိုင်ကလည်းအရင်တော့အချိန်ဆွဲခဲ့တာ DC ဝိုင်းလုပ်ငန်းကိုစတင်တွေ့ရှိလုပ်ငန်းဆိုရင်တလား2လလောက်အချိန်ယူပြီးတော့စဉ်းစားခဲ့တယ်လေ့လာခဲ့တယ်လုပ်ရမလားမလုပ်ရဘူးလားလုပ်ရမလားမလုပ်ရဘူးလားပေါ့နော်ဒါပေမဲ့အင်္ဂလိပ်စကားလည်းမရဘူးပေါ့နောက်ပြီး technology လည်းမရဘူးနောက်အတွေ့အကြုံစီးပွားရေးလုပ်ငန်းဆိုတဲ့အတွေ့အကြုံကွန်ပျူတာအတွေ့အကြုံသိမရှိဘူးပေါ့ဒါပေမဲ့လေ့လာရင်းလည်းဘယ်လိုလဲစိတ်ဝင်စားစရာတွေအများကြီးတွေ့လာတော့ပေါ့အဲ့ဒါကြောင့်အခုကြည်နေတဲ့လူတွေလည်းအချိန်မဆွဲဘဲနဲ့မြန်လေးဆုံးဖြတ်ချက်ချဖို့အကြံပြုချင်တော့ပေါ့
နောက်ပြီးတော့ဟိုတာမန်မိခင်တာမန်ကလေးမိတွေမိခင်တွေအလုံးလုံးနေတဲ့လူတွေလုံးလုံးရလာဆိုတော့လုံးလုံးရပါတယ်တာမန်မိအခုကျွန်တော်တို့လုပ်နေတဲ့ business owner တွေအခုစကားပြောနေတဲ့လူတွေလိုက်လွှင့်နေတဲ့လူတွေအကုန်လုံးကလူတန်းစားအလွှာပေါင်းစုံကလာနေတာပါလူတန်းစားအလွှာပေါင်းစုံနိုင်ငံပေါင်းစုံကနေစကားပြောနေကြတဲ့လူတွေပါစီးပွားရေးbusiness owner တွေပေါ့စီးပွားရေးလုပ်ငန်းရှင်တွေပေါ့အခုကျွန်တော်တို့တွေကyeah ကဲအခုကျွန်တော်တို့ခုစကားပြောနေတဲ့စီးပွားရေးလုပ်ငန်းရှင်တွေတဲမှာအခုအသစ်ဆက်ဆက်ကလေးမွေးရတဲ့လူတွေလည်းပါတယ်နာကလေးငယ်တွေနဲ့မိခင်တွေလည်းပါတယ် full time လုပ်ရင်းနဲ့ဒီလုပ်ငန်းကိုစတင်ဒီလုပ်ငန်းကိုလုပ်ကိုင်နေတဲ့လူတွေလည်းပါတယ်အဲ့ဒါကြောင့်မလို့မိတ်ဆွေတို့ကိုပြောချင်တာကအတွေးမမှားတဲ့ပေါ့နော်ဆုံးဖြတ်ချက်အမြန်ဆုံးချပြီးတော့ကျွန်တော်တို့ရဲ့နာမည်အောက်မှာပါတဲ့ website တွေမှာကြိုက်တဲ့ website ခုကိုရွေးပြီးတော့နာမည်နဲ့ email ထည့်ပြီးတော့စတင်လိုက်ပါလို့အကြံပြုချင်ပါတယ်ဟုတ်ကဲ့ပါကျေးဇူးများကြီးတင်တယ်ဟုတ်တယ်ဒီစီးပွားရေးကတော့ငါလုံနိုင်ပါမလားငါလုံလို့ရပါမလားငါလုံတတ်ပါမလားဆိုတာစိုးရိမ်ပူပန်နေမဲ့အစားတခုအကြံဉာဏ်ပေးခြင်းနဲ့အဲ့ဒါဘာလဲဆိုတော့အဲ့ဒီ coach တယောက်ပြောတာပေါ့နော်အဲ့ဒါဘာလဲဆိုရင်ငါလုံနိုင်ပါမလားငါလုံတတ်ပါမလားငါကြောက်နေပါမလားဆိုရင်ဘောပင်တစ်ချောင်းနဲ့ခဲတဲ့ဘာဘူးဘောပင်တစ်ချောင်းနဲ့ခဲတဲ့တစ်ချောင်းလောက်တော့မယ်ဘိုးဘင်တစ်ချောင်းနဲ့စာရွက်တစ်ရွက်ကိုကောက်ယူလိုက်ပါဘောနော်ပြီးတဲ့အခါမှာချရေးလိုက်ပါဘာကိုငါကြောက်နေတာလဲဘာဘယ်အရာကငါ့ကိုမဖြစ်နိုင်ဘူးလို့ပြောနေတာလဲငါလှုပ်လိုက်ရင်ဘာဖြစ်သွားမလဲငါမလှုပ်လိုက်ဘူးဆိုရင်ရောဘာဖြစ်သွားမလဲငါလှုပ်လိုက်ရင်ဘာတွေအောင်မြင်မှုရလာမလဲငါမလှုပ်လိုက်ရင်ဘာတွေဆုံးရှုံးမှုရလာမလဲဆိုတာကိုတဲ့ချရေးကြည့်လိုက်ပါတဲ့တခါကီကြတော့ဟုတ်တယ်ပေါ့နော်ခိုင်ကြရင်မို့လို့စဉ်းစားနေတဲ့ຢာကတခါကြအကြီးကြီးလို့ထင်သွားတယ်ခိုင်ကြလို့ရှင်အဲ့လိုပဲမို့တော့မို့ဆိုရင်တခါမို့အမျိုးသားနဲ့တခါလေးစိတ်ဆိုးလို့ရှင်တော်တာတော့တဲ့စိတ်ဆိုးတယ်ပေါ့နော်အဲ့ဒါအရာကိုအဲ့ဒီပတ်တန်လေးအတိုင်းမို့သုံးကြည့်လိုက်တယ်ပေါ့နော်စာရေးလေးမှချပြီးတော့ရေးကြည့်လိုက်တယ်ဘာကိုစိတ်ဆိုးတယ်ဘာတကယ်တည်းချရေးရောဘာမှလည်းစိတ်ဆိုးစရာမရှိဘူးပေါ့နော်အဲ့တော့စိတ်ကဘာဖြစ်သွားလဲဆိုပြန်ပြေးသွားအော်ငါစိတ်ဆိုးစရာရှိမှမရှိတာဆိုတာမျိုးပြန်ဖြစ်သွားတယ်ပေါ့နော်အဲအကြောင်းဘာလဲဆိုရင်အုံနောက်ထဲမှာပဲတွေးနေတာထက်စာရင်တဲ့စာရွက်မှာချရေးလိုက်ပါတဲ့အဲ့လိုစာရွက်မှာချရေးလိုက်တဲ့အရာကဘာဖြစ်လဲဆိုရင်တကယ်ကိုစဉ်းစားသလောက်ကိုလိုက်တွေးနေသလားကိုစိုးရိမ်နေသလားကိုစိတ်ပူနေသလားဖြစ်ချင်မှဖြစ်တာပေါ့နော်ဒါကြောင့်မလို့အရန်ကိုအရေးကြီးတဲ့အရာဖြစ်တယ်စဉ်းစားနေတာထက်ချရေးကြည့်လိုက်ပါပြီးတဲ့အခါမှာဘာအကျိုးကျေးဇူးရှိမယ်ဘာဆုံးရှုံးမှုရှိမယ်ဆိုတဲ့ဟာလေးကိုမြင်ပြီးပြီဆိုရင်တော့ကိုလုံးတဲ့အရာကိုစတင်ပြီးတော့လုပ်ပါလို့မိုးက share လုပ်ပေးခြင်းနဲ့အဲ့တော့မိုးရဲ့စီးပွားရေးရဲ့နောက်ဆုံးအဆင့်ကိုရောက်လာပြီဖြစ်တယ်ပေါ့နော်နောက်ဆုံးအဆင့်မှာတော့ဘာလဲဆိုရင် free မရတော့ဘူးeverything က free မဖြစ်ဘူးပေါ့နော်အရာအလုံးက free မရှိဘူးဘာကြောင့်မလို့ free မရှိတာလဲဆိုလို့ရှိရင်တန်ဖိုးရှိတဲ့အရာတွေကိုတန်ဖိုးရှိစွာနဲ့ပေးယူရတာဖြစ်တယ်တန်ဖိုးရှိတဲ့အရာတွေကိုတန်ဖိုးရှိ no the minute please တန်ဖိုးရှိတဲ့အရာတွေကိုတန်ဖိုးရှိစွာနဲ့သုံးဖို့အတွက်လိုအပ်တာဖြစ်တယ်ပေါ့နော်အဲ့အတွက်ကြောင့်မလို့$149ပေးသွင်းတဲ့အဆင့်ဆိုတာလေးကိုရောက်လာတယ်ပေါ့နော်အဲ့တော့$149ကဘာကြောင့်သွင်းရတာလဲသူများတွေကတချို့မေးတယ်ပေါ့နော်ဘာမှမသိရသေးဘူးဘာလို့$149အရင်သွင်းခိုင်းတာလဲပေါ့နော်ပြီး$149သွင်းပြီးရင်ရောဘာဖြစ်မှာလဲ$149မသွင်းရင်ရောဘယ်လိုမျိုးနေမလဲပေါ့နော်ဒီအရာလေးနဲ့ပတ်သက်ပြီးတော့အကိုစောလက်ကနေပြီးတော့နောက်ဆုံးပိတ်အိတ်နဲ့လွယ်ပေးမှာဖြစ်ပါတယ်ကဲပါအားလုံးပဲမင်္ဂလာပါကျွန်တော်လည်းအိတ်နဲ့လွယ်ဟုတ်တယ်အိတ်အကြီးပဲမှာထားတာပေးတယ်ပေးမှာဒီနေ့ share လုပ်ပေးတော့ရန်ကောင်းတယ်ဗောနော်ဒီညီမမိုးကိုဝင်းလိုက်ညီမတင်တဲ့ညီမမွေးဖြူညီမလေးစူဇန်နာတကယ်ဟိုကောင်းတယ်ဗောနော်
ကျွန်တော်တို့ဒီကြည့်နေတဲ့လူတွေမပြောနဲ့ကျွန်တော်တို့ကိုယ်တိုင်တော့မှနားထောင်နေနဲ့ကိုအတွေးလေးတွေပေါ့နော် idea လေးတွေဘယ်လိုမျိုးလုပ်ရမယ်ဆိုတဲ့ဟာလေးတွေကဆိုပေါ့နော်ဒါရရှိရဖြစ်တယ်ဆိုဘာပဲပြောကျွန်တော်တို့ live ကိုနားကြည့်ခြင်းပေါ့နော်ဒါအကျိုးမယုံဘူးပေါ့နော်ဘာကိုအတွက်နည်းနည်းလေးရသွားရဆိုတော့မှဒီ live ကိုအချိန်ပေးပြီးကြည့်လိုက်ရတာကဒါမိတ်ဆွေတို့တည်းတန်ဖိုးမဖြတ်နိုင်ဘူးပေါ့နော်ကျွန်တော်လည်းဒီ149တွင်းရဘာကြောင့်တွင်းရလာလဲဆိုတော့အရင်တွင်းရတယ်ဆိုရင်မေးခွန်းပေါ့နော်ခဏခဏကြုံရတယ်အဲ့ဒါဘာလဲဆိုတော့ဒီကျွန်တော်တို့ website တွေမှာနာမည်နဲ့ email ထည့်ပြီးတော့ကျွန်တော်တို့ဒီ webinar ကိုကြည့်ရတယ်အဲ့ဒီအချိန်မှာလူတော်တော်များများကအဲ့ကျွန်တော်တို့ video webinar ကိုမကြည့်ဘဲနဲ့အဲ့ဒီမှာပေါ်လာတဲ့ page မှာပေါ်လာတဲ့ဟာကိုအကုန်လုံးပတ်ကြည့်တဲ့ချိန်မှာဟိုအောက်ဆုံးမှာကျွန်တော်တို့ join 149တွင်းပြီး join now ဆိုတဲ့ဟာပါတယ်ဒီဟာကဒီ webinar ကိုကြည့်ပြီးတော့ကိုကတကယ်သဘောပေါက်သွားပြီးကိုကဒုတိယအဆင့်ကိုသွားမယ်ဆိုမှကျွန်တော်တို့က click နှိပ်ပြီးတော့149တွင်းတဲ့အဆင့်ကိုသွားရတယ်တော်တော်များများကအဲ့ဗီဒီယိုကိုမကြည့်ချင်တော့ဘူးမကြည့်ဘဲနဲ့အောက်ဆုံးကြီးသွားပြီးတော့သွားနှိပ်ကြတဲ့အခါမှာငွေတွင်းရတဲ့အဆင့်ရောက်သွားပါအဲ့ခါကျတော့ဘာကြောင့်တွင်းရတာလဲဆိုမိကုန်းတွေကအများသောအဖြစ်အဲ့ရနေထွက်လာကြတာဖြစ်တယ်အဲ့ဒါလေးကိုဒီနေ့ကျွန်တော် share လုပ်ပြီးသွားမှာဖြစ်တယ်ဆိုတော့ကျွန်တော်တို့ဇော်လက်ဖြစ်တဲ့ကျွန်တော်အမေရိကန်ပြည်အောင်စုမေလန်းပြည်နယ်မှာကျွန်တော်မိသားစုနဲ့အတူနေထိုင်နေပေါ့နော်ကျွန်တော်ဖူထိုင်အလုပ်တစ်ဖက်နဲ့ဒီ digital online business ကိုလည်းကျွန်တော် plan ပြီးနေနေပေါ့နော်ကျွန်တော်လုပ်ကိုင်နေတဲ့ဖခင်တယောက်ဖြစ်တယ်အဲ့ဒီ149တွင်းရတဲ့အကြောင်းကိုကျွန်တော်အချက်နှစ်ချက်နဲ့ပေါ့နော်ကျွန်တော်ပြောသွားခြင်းပထမချက်ကဘာလဲဆိုတော့ကျွန်တော်တို့ဒီလုပ်ငန်းလေးလာဖို့အတွက်ဖြစ်တယ်ဘာလို့ဒီ workshop video မှာအကုန်မပြောတာလဲဆိုပြီးတော့ဒီမေးခွန်းတွေလည်းရှိလာတယ်ဒီ online business ကကျွန်တော်တို့ဒီလုပ်ငန်းသေးသေးလေးမဟုတ်ဘူးဒီလုပ်ငန်းကသေးမွားလေးမဟုတ်ဘူးလက်တွဲလို့လုပ်ရတဲ့ကုမ္ပဏီကလည်းဒါကုမ္ပဏီ၃ခုရှိတယ်ဒီ business plan တစ်ခုနဲ့တစ်ခုတော့မတူဘူးပေါ့နော်ဒီအကုန်လုံးကိုကျွန်တော်တို့အသေးစိတ်ပေါ့နော်ရှင်းပြထားတာဆိုလဲနိုင်ပေါင်း9ချက်လောက်ကြာတယ်ကျွန်တော်တို့တွေကအကုန်လုံးကအလုပ်တစ်ဖက်နဲ့အလုပ်ကိုစီနဲ့ဖြစ်တယ်ဒီကလေးမိခင်တွေဆိုလဲဒါအိမ်မှာကလေးတစ်ဖက်နဲ့အိမ်တော်မူကိစ္စတွေနဲ့ဘယ်သူမှဒီတားကြီးအချိန်ကြီးပေါ်နေတာမရှိဘူးပေါ့နော်အဲ့တော့တခါတည်းဒီအချိန်လည်းမပေးနိုင်ကြဘူးကျွန်တော်တို့ဒီစီးပွားရေးစားအချိန်မှာလည်းဒီ webinar ကိုကျွန်တော်တို့မိနစ်60ကြည့်ရတာဖြစ်တယ်ဒီရှင်းပြတာအကုန်လုံးကြည့်ဖို့နိုင်9ချက်ကိုတောက်လျှောက်ကျွန်တော်အချိန်မပေးနိုင်ပေါ့နော်အဲ့တော့ဘယ်လိုဖြစ်လဲဆိုတော့ကျွန်တော်ကိုအဆင်ပြေတဲ့အချိန်မှာကိုယ်တိုင်တည်တည်ချာချာလေ့လာလို့ရအောင်ဆိုပြီးတော့ကျွန်တော်တို့ဒီရက်ပေါင်းပေါ့နော်ဒီအချိန်ကိုတစ်လပေါ့ရက်ပေါင်း30ပေးထားတယ်လေ့လာဖို့အတွက်လုပ်ငန်းကိုတော့စိတ်ဝင်စားတယ်ဒီကျွန်တော်တို့စီကဒီမိနစ်60ကြာတဲ့ဒီ free workshop video ပေါ့နော်အဲ့ဒါကိုတချို့ကမကြည့်ကြခုနပြောလို့မကြည့်ချင်ပဲနဲ့149အဆင့်ကိုသွားတယ်အဲ့လိုမကြည့်ချင်ဘူးဆိုရင်တော့ချိန်မိနစ်60မပေးနိုင်ဘူးဆိုတော့ဒီ business ကဒါတင့်တော့လုံးဝမဖြစ်နိုင်ဘူးလို့ကျွန်တော်တို့ပြောချင်တယ်ဘာဖြစ်လို့လဲဆိုတော့ကိုကလုပ်ငန်းရှင်တူဖြစ်လာမဲ့ဆိုတော့ကိုယ့်ရဲ့လုပ်ငန်းအကြောင်းကိုကိုကကောင်းကောင်းလေးသိဖို့အတွက်ပေါ့နော်ကျွန်တော်တို့သင်လွှင့်လာမှုတွေလိုအပ်တယ်ပြီးတော့ကိုယ်တိုင်လှုပ်ဆောင်မှုလည်းလိုအပ်တယ်ကိုယ့်ရဲ့အချိန်ကိုဒီအလကားမဖြစ်သွားအောင်ပေါ့နော်ဟောတကယ်စိတ်ဝင်စားမှာပဲဒါဒီချာချာလေ့လာဖို့အတွက်ကျွန်တော်တို့တွေဒီ fee တစ်ခုသတ်မှတ်ထားဖြစ်တယ်လေ့လာပြီးတော့ဒီမကြိုက်ရင်လည်းဒါအပြည့်အဝပေါ့နော်ပြန်ပြီးတော့ထုတ်ယူလို့ရတယ်ဘာမှဆုံးရှုံးမှုမရှိဘူးပေါ့နော်အဲ့ဒါနောက်ပြီးတော့ဒုတိယအချက်အနေနဲ့ကြတော့ကျွန်တော်တို့ဒီလုပ်ငန်းကိုလေ့လာပြီးသွားပြီဆိုရင်ကျွန်တော်တို့ business model ပေါ့နော်ဒီဟာကိုကြိုက်တယ်လောက်ကင်မယ်ဆိုရင်ကျွန်တော်တို့ဒီလုပ်ငန်းရဲ့ business ID ပေါ့နော်အဲ့ဒါကိုရရှိဖို့အတွက်ကျွန်တော်တို့ဆက်လက်ပြီးတော့ဒီလှုပ်ဆောင်ရတာဖြစ်တယ်ကျွန်တော်တို့တွင်းထားတဲ့ဒီ member fee ပေါ့နော်ခုန149ကတော့ဒီနောက်ထပ်ပြီးတော့တွင်းစရာမလိုတော့ဘူးဒါကဒီတသက်စာပေါ့နော်တသက်စာဖြစ်သွားတယ်အဲ့ရနေကျွန်တော်တို့ဘာတွေရမလဲဆိုတော့ marketing ပညာတွေသင်ယူရမယ်ဒီကျွမ်းကျင်ပညာရှင်တွေဥဆောင်တဲ့အပတ်စဉ်ကျွန်တော် mastermind တွေကိုတက်ခွင့်ရမယ်ပြီးတော့လုပ်ငန်းရှင်တဦးမှာရှိထိုက်တဲ့စိတ်ထားပေါ့နော်ပြီးတော့အတွေးခေါ်တွေဒါတွေအကုန်သင်ပေးတယ်ပြီးတော့ကျွန်တော်တို့ကျမ်းမာရေးပညာရေးစီးပွားရေးလူမှုရေးစိတ်ပညာနောက်ဆုံးဒီအတွေးခေါ်ပိုင်းဆိုင်ရာပေါ့နော်ဒီတနေရာထဲမှာဒါတွေအကုန်လုံးကိုဒါအမြဲတမ်းပို့ချပေးတယ်ဒီပညာရက်တွေကိုဒီလုပ်ငန်းတွေကိုကိုယ့်ဘာသာအပြင်မှာသွားပြီးတော့ကျွန်တော်တို့သင်တန်းတက်မယ်ဆိုရင်149နဲ့ဘလို့မှမရနိုင်ပါဘူးအနည်းဆုံးတောင်းကနန်းသိန်းကနန်းလောက်ကုန်မှာဖြစ်တယ်ဒီမှာကျွန်တော်တို့149နဲ့ကျွန်တော်တို့တက်စာပေါ့နော်ဒါတွေကအမြဲတမ်းရနေမှာဖြစ်တယ်အချိန်လည်းအများကြီးပေးဖို့လိုမယ်ပြင်မှာတက်လို့ရှိရင်ပေါ့နော်ကျွန်တော်တို့ဒီတပတ်မှာ9ရက်ပေါ့နော်24နာရီပေါ့အလုပ်လုပ်ပေးနေတဲ့ဒီအကောင်းဆုံးပေါ့နော်ဒီ proven system ကိုလည်းကျွန်တော်တို့ပေးထားတယ်သ
ဒီ system ကြောင့်လည်းကျွန်တော်တို့တွေကအလုပ်တစ်ဖက်နဲ့ဒါအကုန်လုံးကလုတ်ကင်နိုင်ကြရဖြစ်တယ်ဒါကကျွန်တော်တို့စဉ်းစားကြည့်မှဆိုကျွန်တော်တို့အရန်ကိုတန်လုံးနေပေါ့နော်အဲ့ဒါလည်းပြောချင်တယ်သူကြီးမားရဲ့ဒီလိုကြီးမားတဲ့ဒီစီးပွားရေးအခွင့်အလမ်းဖြစ်တယ်ပေါ့နော်အဲ့ဒါကြောင့်မလို့ဒီတွေ့ဝင်နေမဲ့သူတွေပေါ့နော်ဒါကျွန်တော်တို့ဒီအကြံပေးခြင်းတယ်ပေါ့နော်စစီခြင်းတယ်ကျွန်တော်တို့ကတစ်ခါကြာရင်ဒီပိတ်ထားတဲ့တကားပေါက်ကိုတွားပြီးတော့ကျွန်တော်တို့တွေကအတင်းကြီးရမကတွားပြီးတော့ဖွင့်နေတတ်ကြတယ်ကိုယ်တော့မဟုတ်တဲ့နေရာတစ်ခုကိုကိုကအတင်းအဓမ္မကြီးတွားဖွင့်နေစရာမလိုဘူးပေါ့နော်တကားပေါက်ကပိတ်ထားတယ်ဆိုရင်လည်းကျွန်တော်တို့ဒီ brain mouth တစ်ခုတော့ဖွင့်ထားမှာပဲထွက်ပေါက်ဆိုတာရှိတယ်ပိတ်ထားတဲ့ကားပေါက်မှာပဲကျွန်တော်အာယုံစိုက်ပြီးတော့ကိုယ်တော့မဟုတ်တဲ့နေရာအာယုံစိုက်ပြီးအချိန်ဖြုံးနေမဲ့အစားပေါ့နော်ကျွန်တော်တို့တွေဖွင့်ထားတဲ့တကားပေါက်ပြတင်းပေါက်တစ်ခုကိုကျွန်တော်လိုက်ရှာလိုက်တာကကိုယ်တော့အချိန်လဲတက်တာမယ်ကိုယ်တော့ကောင်းမွန်တဲ့စီးပွားရေးလုပ်ငန်းတစ်ခုကိုယ်တော့တန်ဖိုးရှိတဲ့အရာတစ်ခုလေးကျွန်တော်ရရှိတွေ့ရှိမှာဖြစ်တယ်ဆိုတော့ကျွန်တော်တို့တွေလူတိုင်းကတော့အလုံးမလုံးတဲ့သူတော့မရှိဘူးเนาะအလုံးလုံးကြတယ်ကျွန်တော်ဆိုလဲဒါခုထိုင် electrician တယောက်ဖြစ်တယ်မနက်ဆိုရင်ကျွန်တော်၄နိုင်ခွဲထားတယ်မနက်စောကြီးသူများတွေဒါအိမ်မက်တွေကောင်းတဲ့အချိန်မှာကျွန်တော်ထားပြီးလုပ်သွားပြီဟိုအဲ့ရာကိုထားခြင်းတဲ့အချိန်မှာထားနိုင်ဖို့အတွက်ကျွန်တော်တို့မထားခြင်းမနဲ့လည်းအဲ့လိုမျိုးပေါ့နော်ကြိတ်မိတ်ပြီးတော့ထားခဲ့ရတဲ့နေ့ရက်တွေဆိုလည်းကျွန်တော်ဖြတ်ကျော်ရတယ်ထားခြင်းတဲ့ဟာကိုကျွန်တော်ဈေးမကြည့်ဘဲနဲ့ပေါ့နော်ဈေးကြည့်ပဲဈေးမကြည့်ဝယ်စားနိုင်ဖို့အတွက်ဈေးနှုန်းငါကြီးမဆိုင်ဘူးပေါ့နော်အဲ့လိုဝယ်စားနိုင်ဖို့အတွက်ကျွန်တော်တို့စားခြင်းစိတ်ကိုကြိတ်မိတ်ပြီးတော့ဒီခံရတဲ့နေ့တွေလည်းဖြတ်ကျော်ဘူးတယ်ပေါ့နော်အဲ့ဒါမရဆိုကျွန်တော်မလေးရှားမှာပေါ့နော်ကျွန်တော်ကအဲ့ဒီ cherry အမေရိကန် cherry ကိုအရန်ကြိုက်တယ်ရမ်းကြိုက်တော့အဲ့ဒီကုံလိုက်ကတကယ်ကိုတထေးတွေပေါ့နော်တထေးတွေနောက်ပြီးတော့တကယ်ဒီများတော့အဖြစ်တော့ဒီအဖြူတွေပေါ့နော်လူဖြူတွေလာတာများတယ်ကိုကမသိဘူးပေါ့နော်အမှတ်တင်လမ်းမပြီးရောက်သွားတဲ့အချိန်မှာဘာဖြစ်ဖြစ်ရောက်ပြီးပြီဆိုတော့ဆိုင်နေထားကြည့်လိုက်တာတော့တကယ်ကိုလမ်းပြန်နေတာပေါ့နော်ကို့အနေနဲ့ကတော့တိတ်တော့ဘာမဖြစ်ဘူးပေါ့နည်းနည်းတော့ရှိန်တာပေါ့နော်ဒါပေမဲ့ဘာဖြစ်ရောက်ပြီဆိုဝင်လိုက်တယ်ဝင်ပြီးတော့အမေရိကန်ချယ်ရီကိုတွေ့တဲ့အချိန်မှာကျွန်တော်ကပတ်ဆိုကောက်ယူလိုက်ပြီးရမ်းကြိုက်တော့ကြည့်ယူပြီးချင်းလဲပေါ်ထည့်လိုက်ပြီးထည့်ပြီးတော့မှနောက်မှတေချာပြန်ကြည့်တော့ကျွန်တော်တို့ရတဲ့ဝင်ငွေနဲ့အဲ့ဒီသူ့ရဲ့ဈေးကအဲ့ဘူးသေးသေးလေးကိုမလေးငွေပေါ့နော် ringgit နဲ့ဆို350အဲ့ဒီအချိန်မှာကျွန်တော်ringgit 20ဘိုးစားဖို့တော့စဉ်းစားနေရတဲ့အချိန်ဆိုတော့350ဆိုတော့လန့်သွားပါတော့အဲ့လိုမျိုးကြီးလည်းရှိခဲ့ဘူးတော့ဗောနော်စားခြင်းရသားနဲ့ဒီကိုမစားကြိတ်မိတ်လိုက်ရတဲ့အချိန်တွေလည်းဖြတ်ကျော်ခဲ့ရတယ်ဆိုတော့သွားခြင်းတဲ့ခရီးကိုကျွန်တော်ချက်ချင်းဒီထသွားနိုင်မှုတော့ဗောနော်ဒီကြိတ်မိတ်ပြီးတော့ကျွန်တော်အလုပ်တွေပဲလုပ်နေတဲ့နေ့ရက်တွေလည်းကျွန်တော်တို့ဖြတ်ကျော်ခဲ့ရတယ်လူတိုင်းပေါ့နော်ဒါကြုံရတဲ့ခရီးတွေသွားကျင်ကြမှာလူလက်သွားကျင်ကြမှာပဲကျွန်တော်တို့လည်းဖြတ်ကျော်ခဲ့ရတာဖြစ်တယ်ကိုပြစ်ချင်တာတွေဖြစ်ဖို့အတွက်ကိုမလုပ်ချင်တဲ့အရာတွေကိုလည်းအရင်လုပ်ပြီးတော့ပေးဆက်ပြီးတော့ကျွန်တော်တို့လုပ်နေရတဲ့ဒီလူတွေပေါ့နော်ဒါကျွန်တော်ဒါသဘာဝပဲနော်လောကရဲ့သဘာဝပဲလူတိုင်းကြုံတွေ့နေရဖြစ်တယ်အခုကျွန်တော်တို့အသာဆန်ပြီးနောက်မှအပင်ပန်းခံမလားဒါမှမဟုတ်ရင်အခုပင်ပန်းနည်းနည်းခံလိုက်ပြီးတော့နောက်ပိုင်းမှာအသာဆန်မလားပေါ့ဒါကတော့ဒီမိတ်ဆွေတင်ဆိုင်တဲ့အတိုင်းပေါ့နော်တင်ပြန်ပြီးတော့ရိပ်ရမှာမို့အဖြေကမိတ်ဆွေစီမှာပဲရှိတယ်ကျွန်တော်တို့တွေကတော့ဒီစီးပွားရေးရဲ့တကယ်အခွင့်အလမ်းတွေကိုပေါ့နော်အမြဲတမ်း live တွေနဲ့ကျွန်တော်တို့ချပြတယ်အမိရစုပ်ကင်နိုင်ဖို့ကတော့ဒါမိတ်ဆွေရဲ့တာဝန်ဖြစ်တယ်ဆိုတော့ကျွန်တော်နေ share လုပ်ပေးခြင်းနဲ့အားလုံးကျေးဇူးအများကြီးတင်တယ်ဟုတ်ကဲ့ပါဟုတ်တယ်အခုပြောသွားသလိုပဲမိုးရဲစီးပွားရေးကတဆင့်လေ့လာရတာဖြစ်တယ်အခမဲ့ရှိတယ်$149ကိုရက်30အတွင်းမှာသွင်းပြီးတော့လေ့လာရတဲ့အဆင့်ရှိတယ်$149သွင်းပြီးတော့ကိုမကြိုက်ဘူးဆိုရက်30အတွင်းမှာဒါanytime refund ever ဖြစ်တယ်ပေါ့နော်အချိန်မရွေးပြန်ထုတ်ယူလို့ရတာဖြစ်တယ်အကယ်၍ရှေ့ဆက်သွားလိုက်ပြီဆိုလို့ရှင်လည်း149ကပြန်ရတဲ့အရာတွေကဘာနဲ့မှတန်ဖိုးဖြတ်လို့မရဘူးပေါ့နော်မို့တို့အတွက်ဒါ training ကြီးတစ်ခုလုံးဒီ mastermind တွေဒီ coach တွေဒီ mentor တွေကိုပေးထားတာဖြစ်တဲ့အတွက်ဒါမို့တို့စီးပွားရေးတစ်ခုစတင်ဖို့အတွက်အရန်ကိုပဲကောင်းတဲ့အရာတစ်ခုဖြစ်ပါတယ်ဆိုတဲ့အကြောင်းလေးကိုပြောပြပေးခြင်းနဲ့ဒါကြောင့်မလို့ဘာကြောင့်မလို့149သွင်းနိုင်တာလဲဆိုရင်တန်ဖိုးရှိတဲ့အရာမို့လို့တန်ဖိုးရှိစွာနဲ့ပေးသွင်းရတာဖြစ်တယ်တန်ဖိုးမရှိတဲ့အရာဖြစ်နေမယ်ဆိုလို့ရှင်ဘယ်သူမှလည်းမပေးသွင်းပါဘူးမို့တို့တွေလည်းတန်ဖိုးရှိတဲ့အရာမို့လို့149သွင်းပြီးတော့လေ့လာလိုက်တဲ့အခါမှာပို့ပြီးတော့နတ်နေတဲ့အရာကိုယ့်ရဲ့ life တစ်ခုလုံးကို change ဖြစ်သွားစေမယ့်အရာတွေကိုတွေးရှိခဲ့ကြတဲ့သူတွေဖြစ်တဲ့အတွက်ကြောင့်မလို့စီးပွားရေးကိုစတင်ခဲ့ကြတဲ့သူတွေဖြစ်ပါတယ်အဲ့တော့ဘယ်လိုပြောမလဲတကယ်အတန်ဖို့မို့လေခုတော့တအားစဉ်းစားမိရပါလဲဆိုလို့ရှိရင်လွယ်လွယ်နဲ့ရတဲ့အရာတွေကလွယ်လွယ်နဲ့ကုန်သွားတာဖြစ်ပြီးတော့လွယ်လွယ်နဲ့ရတဲ့အရာတွေက
အဲ့လောက်တန်ဖိုးမရှိဘူးပေါ့နော်တကယ်ကိုခက်ခဲနဲ့ပင်ပန်ပန်းကြိုးစားပဲခုနအကိုပြောခဲ့တယ်လို့မျိုးလူတိုင်းကြုံမှုကြတဲ့သူတွေပဲဖြစ်တယ်ပေါ့နော်မို့ဆိုအမြဲပြောဘူးတဲ့ထမင်းဖြူတအိုးပဲရှိပြီးတော့မျက်ရည်ပေါက်ကြခဲ့တဲ့အချိန်တွေရှိတယ်ဒါတော့မှပဲနေ့တိုင်းစိတ်ုံမှာအလုပ်သွားလုပ်ရတယ်ပေါ့နော်တရက်မှပြက်လို့မရဘူးနားချိန်မရှိဘူးတခါတလေကျရင် call for help ဆိုရင်ကိုအိတ်နေရင်တောင်မှပဲမျက်နှာတစ်ပြီးအင်ချီလဲပြီးဂမန်ဂရန်ပြေးသွားရတဲ့နေ့တွေအများကြီးရှိခဲ့တယ်ဒါမျိုးတွေလုပ်ခဲ့တယ်ပေါ့နော်အဲ့တော့အဲ့ဒီအရာတွေကကိုပြောင်းလဲပေးခဲ့လားပြောင်းလဲပေးနိုင်လားပေါ့နော်အဲ့တော့ကို life changing ဖြစ်စေမဲ့ကိုပြောင်းလဲပေးမဲ့အရာတစ်ခုခုကိုကတွေ့ထားပြီးဆိုရင်အဲ့ဒီအရာကိုကအမိအရာစုပ်ကင်တက်ဖို့အတွက်အရေးကြီးတယ်ကိုကအမိအရာမစုပ်ကင်ရင်အဲ့ဒီအခွင့်အရေးကကိုစီကိုကြော်သွားမှာဖြစ်တယ်ကိုကအဲ့ဒီအရာပေါ်မှာတွေးဝေနေတယ်စဉ်းစားနေမယ်ဆိုရင်အချိန်တိုင်းကတန်ဖိုးရှိတာဖြစ်တယ်ပေါ့နော်အဲ့ဒီအချိန်ကိုကလက်လွတ်ဆုံးရှုံးလိုက်ရမှာဖြစ်တယ်ဒါကြောင့်မလို့ရရှိတဲ့အချိန်မှာအတေချာအမိရစုပ်ကန်ပြီးတော့ကိုလိုချင်တဲ့ပန်းတိုင်ကိုရှောက်ပါအရာအလုံးကစင်ဘက်ဖြစ်တယ်ရိုးရှင်းတာမဟုတ်ဘူးပေါ့နော်ခက်ခဲတဲ့အရာတွေစ조사ရတဲ့အရာတွေကပို့ပြီးတော့တန်ဖိုးရှိတာဖြစ်တယ်ဥမာရိုနယ်ဒိုကိုကြည့်ပေါ့နော်သူမနေ့ကဆိုသူရဲ့ post လို့တင်မိတယ်ကြည့်မိတယ်ပေါ့နော်အရင်မတောက်ဘူးစိတ်လေးမတောက်ဘူးနေ့စဉ်တိုင်းအားကစားလုပ်တယ်သူရဲ့ live တစ်ခုမှဆိုလို့ရှင်လဲဘယ်သူမှနေ့တိုင်းဂျင်မသွားခြင်းပါဘူးတဲ့ဒါပေမဲ့လည်းမသွားခြင်းတဲ့အချိန်မှာလည်းငါသွားကိုသွားရမှာဆိုတဲ့စိတ်ဆုံးဖြတ်ချက်နဲ့သွားခဲ့တာဖြစ်တယ်ပေါ့နော်အခုဆိုရင်သူကနာမည်ကြီးမိနိုင်နေတော့မှပထမဆုံးဇက်ကားကိုရိုက်ရတာဖြစ်တယ်ပေါ့နော်တယုံလူအဲ့ဒီလိုဇက်ကားရိုက်ဖို့ဆိုတာမဖြစ်နိုင်ဘူးပေါ့နော်ဒါပေမဲ့သူ့ရဲ့စူးစမ်းအားထုတ်မှုအရင်ကလှုပ်ဆောင်ခဲ့တဲ့အရာတွေကအခုဆိုရင်အများကြီးအကျိုးကျေးဇူးတွေရတာဖြစ်တယ်ပေါ့နော်ဘောလုံးလောကမှာဆိုဘောလုံးအကြောင်းတော့မသိပေမဲ့မိုးကသူ့ကိုတော့သိတာဖြစ်တယ်ပေါ့နော်ဒီလိုထီတောင်နာမည်ကြီးတာဖြစ်တယ်ဒါကြောင့်မလို့မိတ်ဆွေတို့လည်း live တစ်ခုကို change ဖြစ်ချင်တယ်ဆိုရင်တော့ comfort zone ကထွက်ဖို့လိုအပ်တယ်စူးစမ်းဖို့လိုအပ်တယ်ဆိုတာလေးကိုပြောရင်းနဲ့ဒီနေ့ digital စီးပွားရေးအကြောင်း live talk လေးကိုဒီမှာဆုံးသက်မှာဖြစ်တယ်ဒီနေ့မှာ share လုပ်ပေးသွားတဲ့အရောက်ချီစတိုင်းကျေးဇူးများကြီးတင်တယ်အရန်ကိုကောင်းတယ်ဒီမှာဆိုရင်နေရာအစုံဒေတာအစုံလူမျိုးအစုံ background အစုံကနေပြီးတော့ဒါလောက်ကင်ကြတဲ့သူတွေဖြစ်တယ်လို့ဒါကြောင့်မို့အရောက်ချီစတိုင်းကို welcome ပါကြိုဆိုပါတယ်တင့်ကိုကူညီပေးဖို့ we are here to help you ပေါ့နော်ဒီမှာအရောက်ချီစတိုင်းကကူညီပေးဖို့ရှိနေတယ်ဆိုတဲ့အကြောင်းလေးကိုပြောရင်းနဲ့ဒီနေ့ live talk ဆုံးသက်မှာဖြစ်ပါတယ်ကြာသပတေးနေ့မှာပြန်လည်တွေ့ဆုံပါမယ် thank you ပါ God bless you all